ကျွန်တော်တို့နိုင်ငံသားတွေရဲ့လက်ရှိအခြေအနေဟာဝမ်းနည်းစရာကောင်းတယ်လို့ယူဆလို့ရနိုင်တော့လည်းပဲကျွန်တော်တို့တွေရဲ့ကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံသားမျိုးနွယ်စုလူမျိုးတွေအနေနဲ့ချက်မြက်တဲ့အုံနောက်ချက်မြက်တဲ့IQ level အကောင်းမွန်တဲ့ IQ level ကြိုးစားခြင်းစိတ်ရှိတဲ့ဇွဲလုံးလာဝရိယပြီးတော့မုံမြတ်တဲ့ယူကျိုးတဲ့ယဉ်ကျေးမှုကောင်းမြတ်တဲ့အစဉ်အလာတွေအများကြီးရှိထားတဲ့မျိုးနွယ်စုနိုင်ငံသားတွေအနေနဲ့အခုလက်ရှိအဆိုးဆုံးအခြေအနေကြုံတွေ့ရတဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်လက်အောက်ကလွန်မြောက်တဲ့မကြာခင်မှာပဲကျွန်တော်တို့တွေဟာနိုင်ငံတကြီးကိုတပြောတပါစီစီလုံးလုံးအန်နေကြည့်ရင်နေရာအနှံ့မှာတွေ့ရနိုင်ပွဲရှိတဲ့ပြည်သူတော်လှန်ရေးတည်ရကောင်းတို့ရဲ့အုပ်ကူနီနီလေးတွေနဲ့နေရာအနှံ့မှာတွေ့ရနိုင်ပွဲရှိတဲ့ဖက်စစ်ဂျမ်ဘက်လက်အောက်မှာဘဝစည်ရင်တိတ်ဆုံးသွားတဲ့မြေကြီးအောက်ဖြစ်သလိုမြုပ်ခဲ့တဲ့အယူစုတွေဒါတွေအားလုံးကိုကျွန်တော်တို့ကောင်းစွာအတိမတ်ပြုပြီးနိုင်ငံတော်အသစ်ကိုကျွန်တော်တို့တိဆောက်ကြမယ့်အချိန်ရောက်လာမှာပါမကြာတော့ပါဘူးအဲ့တော့ကျွန်တော်အခုပြောချင်တဲ့ခေါင်းစဉ်ကပြည်သူအားကိုအများကြီးလိုသည်ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ပြည်သူအားကိုအများကြီးလိုသည်ရခိုင်တော့လည်းပြည်သူတွေထောက်ပံ့ကူညီခဲ့ကြပါတယ်ထောက်ပံ့ကူညီနေကြပါတယ်ဒေါ်လာလူထုဒေါ်လာရေးကြီးကိုဒီပေါင်းစုံမှာပဲကျွန်တော်အခုလေးလာဆန်းစစ်ထဲဝင်ဝင်ကြည့်တော့မှတကယ်ကိုပဲစွန့်စွန့်စားစားပြပမှာလှုပ်လှုပ်ရင်းနဲ့မှချိုးချမ်းချွေးတာပြီးတချို့ဆိုလောအားကားရဲ့ဘလောက်ရာခိုင်နှုန်းကိုဒေါ်လာရေးအတွက်လှူမယ်ဆိုပြီးပိုင်းဖြတ်ထားတဲ့တကယ်အာကဒီချစ်စိတ်တက်ရှိတဲ့ပုံကိုကြီးတွေတချို့ဆိုရင်နေမညာမအားနဲ့မိသားစုကိစ္စတွေဘေးဖယ်ပြစ်မိသားစုဘလောက်ရေးကြီးဒေါ်လာရေးတာပထမဒေါ်လာရေးတာပထမဆိုလုပ်နေကြတဲ့ပုံကိုတွေဒီကနေ့ဆိုလဲဘုံကထိန်အတွက်ကျွန်တော်ပြီးခဲ့တဲ့စနေနေ့တုန်းကကျွန်တော် moderator လုပ်ပြီးတော့တင်ပြပေးခဲ့တဲ့ program အတွက်ကိုလူချင်းကူချင်းလို့ဆိုပြီးချိတ်ဆက်လာကြတဲ့ပြည်တွင်းကတကယ့်ကိုရိုးသားလွန်အားကြီးတဲ့ပြည်သူတွေတချို့ဆိုရင်ပင်စင်စားကြီးတွေပေါ့နော်အတန်တုံနဲ့ Messenger တို့ဒီ Viber တို့ကနေခေါ်လာရှာတယ်ကျွန်တော်ရတယ်တဲ့ပင်စင်လာသားလေးတွေက1000လောက်လေးကိုဘုံကတိတွေကလူချင်းလို့ပါတော်လိုင်းကြီးတွေမှာပါခြင်းနဲ့အရန်ပဲသူပတ်စံကြက်1000ဆိုတာလေးကဘာမှတန်ဖိုးမရှိပါဘူးသူလည်းတက်နိုင်တာလေးကဒီလောက်ပဲရှိလို့ပါဆိုကျွန်တော်ညိတွေဝိုင်းပြီးတော့သူတို့ရဲ့တော်လိုင်းကြီးမှာပါခြင်းစိတ်ရှိတဲ့နိုင်ငံသားခေါင်းတွေရဲ့စေတနာကိုကျွန်တော်အတိမတ်ပြုပြီးတော့ချိတ်ဆက်ပေးလိုက်ပါတယ်ဟိုးချင်းပြည်နယ်တို့ဒီအလဲပိုင်းကဘုံရွာဘက်ကတော်လိုင်းတပ်ဖွဲ့ဝင်စသဖြင့်ပေါ့လေကျွန်တော်ရက်တန်လေးချိတ်ဆက်ပေးလိုက်ပါတယ်အခုတိုင်းပြည်တွင်းရဲ့လက်ရှိအခြေအနေတွေကဒီလောက်ဆိုးလာမယ်လို့ကျွန်တော်တို့စောတိရမြင်ပြီးသားပါအခုဘယ်လောက်ဆိုးလာလဲဒီလောကလီနိုင်ကျော်ဆိုတဲ့အဆိုရှင်မျိုးသမီးကြက်ခိုင်ကြီးအမာခံပေါ့နော်ပညာတတ်တယောက်ပါပဲကျွန်တော်လည်းသူ့ကိုငရက်4 5 6နှစ်လဲခေါ်တာကျွန်တော်နဲ့တော့စကားပြောဘူးတယ်လို့ထင်ပါတယ်သူကအဲ့ဒီချိန်တုန်းကဘာလဲဆိုတော့ရုရှားဒီ Sputnik Radio ကနေပြီးတော့ကျွန်တော်အင်္ဂလိပ်လိုအင်တာဗျူးလာတဲ့ကာလဖြစ်ပါတယ်ဘယ်အကြောင်းအရာကိုပြောသလဲဆိုတော့သူတို့ guideline ပေးပါတယ်တယောက်တော့သူကဂျားကန်ချိပြီးတော့ကျွန်တော်ပြောခိုင်းတာပေါ့နော်ကျွန်တော်လည်းအဲ့တုန်းကခချင်းချင်းပြောရရင်တော့ဖက်စစ်အာဏာရှင်ရဲ့အမျိုးသားရေးအစွန်းရောက်ဝါဒမိုင်းတချို့ကျွန်တော်မိနေတဲ့ကာလပေါ့ကျွန်တော်လည်းမိခဲ့ဘူးဘာမိလဲဆိုတော့လက်ရှိဒီရခိုင်နယ်စပ်မှာရှိနေတဲ့ဘင်္ဂလီမျိုးသားတွေပေါ့နော်အဲ့တော့ဘင်္ဂလီပေါ့အခုတော့ကျွန်တော်တို့အားလုံးလက်ခံတဲ့ရိုဟင်ဂျာပေါ့အဲ့တော့ဘင်္ဂလီတွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်တဲ့ဒုမျိုးကျူးကျော်လာတာဘာညာပေါ့နော်အဲ့ဒီကာလကျွန်တော်တို့ကလည်းတွက်တာပေါ့နော်ဘင်္ဂလီရိုဟင်ဂျာဆိုတော့ရှိကောင်းရှိလိမ့်မယ်နှစ်ပေါင်း300ခန့်နေလာခဲ့တဲ့မျိုးနွယ်စုတွေအနေနဲ့ရှိကောင်းရှိလိမ့်မယ်သို့တော့လူကြီးအမတန်များပြားလာတဲ့ဘင်္ဂလားဒေ့ရှ်ကဘင်္ဂလားနိုင်ငံသားတွေဟာဒီရိုဟင်ဂျာဆိုတဲ့မျိုးနွယ်စုကဲ့သို့အယောင်ဆောင်ပြီးဒုနိုင်ငံကိုမြေတွေကိုဝင်ရောက်သိမ်းပိုက်နိုင်တယ်သိမ်းပိုက်နေကြတယ်ဆိုတော့ဝါရမိုင်းကျွန်တော်လည်းထိခဲ့တဲ့ကာလတုန်းကပေါ့နော်အဲ့တော့ Sputnik Judo ကနေပြီးကျွန်တော်အင်တာဗျူးလာတဲ့အင်္ဂလိပ်အစီအစဉ်မှာကျွန်တော်ကလည်းအဲ့လိုသဘောမျိုးပေါ့ပြောမိလိုက်တယ်ကျွန်တော်နိုင်ငံကဒီလိုပဲဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလူဦးရေနဲ့အများများဝင်ရောက်လာတာကိုကျွန်တော်တို့မျိုးသားရေးအနေနဲ့ကာကွယ်ဖို့တော့ကျွန်တော်တို့လိုအပ်တယ်ပေါ့နော်ဒီလိုပါပဲကျန်တဲ့အစွန်းရောက်အစီအစဉ်တွေတော့ကျွန်တော်မှမရှိပါဘူးကျွန်တော်သိတာကျွန်တော်တိုင်းပြည်ကိုအကြောင်းမျိုးမျိုးနဲ့ကျူးကျော်လာနိုင်တဲ့ဒီနိုင်ငံသားကိုဆိုကာကွယ်ရမယ်ဆိုတဲ့အသိစိတ်တစ်ခုပဲကျွန်တော်မှရှိတာဒီနိုင်ငံသားကိုဆိုပေါ့နော်ဒီနေ့ကိုမျိုးရင်းလိုက်ကိုမျိုးရိုးဆက်လိုက်လွန်ခဲ့တဲ့နှစ်ပေါင်း300ခန့်ကနေလာအခြေချလာခဲ့တဲ့ဒီမျိုးနွယ်စုမဆိုတရားကျွန်တော်တို့ရဲ့နိုင်ငံသားတိုင်းသားတွေပဲဒါ
ဒါတော့ကျွန်တော်ခုဒီနှစ်ပိုင်းကြမှာလေးလေးစားစားကျွန်တော်လက်ခံလာမိတာဖြစ်ပါတယ်ဘာလို့ဆိုတော့လူသားချင်းကိုချင်းစာနာစိတ်ကအခြေခံလို့အဲ့ဒီတော့ Sputnik Radio အစီအစဉ်ကနေပြီးတော့မေးမြန်းပြီးတဲ့အချိန်မှာပဲအဲ့ဒီနိုင်ကြောဖြစ်ပါတယ်ကျွန်တော်ကိုသူဖုန်းဆက်သွယ်လာပြီး congratulation မှာဘာညာနဲ့လုပ်လာကျွန်တော်မှတ်မိလိုက်တယ်ဆိုတော့အဲ့ဒီကသူတို့တွေဟာဒီအမျိုးသားဆွမ်းရောက်ယူဆနဲ့ပတ်သက်လို့ထဲထဲဝင်ဝင်ကြဲကြဲပြန့်ပြန့်သူတို့လှုပ်ရှားလာခဲ့တဲ့အနေအထားရှိပါတယ်ဒါပေမဲ့နောက်ပိုင်းတော့ကျွန်တော်တို့ကအမှန်မြင်လာတယ်အမြင်မှန်လာတယ်နော်အဆွမ်းရောက်အမျိုးသားရေးဆိုတာတကယ်တော့ဖက်စစ်အာဏာရှင်စနစ်ကိုလေပတ်တိဆောက်ဖို့အတွက်ထဲသွင်းအသုံးချတဲ့ဒီနီလန်တစ်ခုသာလည်းဖြစ်ပါတယ်တကယ်ပြည်တော်စုနဲ့ဒီ multicultural ဒီ diversity ဖြစ်တဲ့နော်ဗဟုဝါဒပေါ့ကျွန်တော်တို့ဆိုရင်တော့ဗဟုဝါဒနဲ့အလုံးစုစုပေါင်းအမျိုးမတူဘာသာမတူလူမျိုးမတူရောင်မတူယဉ်ကျေးမှုမတူပြောတဲ့စကားမတူသောသူတွေအားလုံးစုပေါင်းနေထိုင်ကြဖို့ဆိုရင်ကျွန်တော်တို့ကအပြန်လည်နားလည်ခွင့်လွှတ်မှုနဲ့လေးစားမှုအပြန်လည်တည်ဆောက်နိုင်မှာကျွန်တော်တို့ဒီပြည်တော်စုကြီးဟာနေချင်းစကွယ်နိုင်ငံအေဂျင့်တဲ့နိုင်ငံဖြစ်မှာဖြစ်တယ်အဲ့တော့ကျွန်တော်အယူဆအမှန်မြင်ပြီးတော့ပြောင်းလဲလာတယ်ဟောဒါပေမဲ့မလီလီနိုင်ကျော်တို့ဘာလို့ကမပြောင်းလဲခဲ့ဘူးသူတို့တွေကအဆွမ်းရောက်မျိုးချစ်ဝါဒနဲ့ကိုယ်လူမျိုးတစ်မျိုးလူမျိုးကြီးဝါဒကိုယ်ဘာသာဗုဒ္ဓဘာသာဆိုတာမှဘာသာကျန်တဲ့ဘာသာကိုလူမထင်သူမထင်ဘူးမြန်မာပြည်မရှိသင့်ဘူးဆိုတဲ့အယူဆမျိုးသူတို့တွေကအဆွမ်းရောက်ဆွဲကင်သွားကြတယ်ထားပါတော့ကျွန်တော်ပြောချင်တာကအဓိကအဲ့ဒါမဟုတ်ပါဘူးအလီလီနိုင်ကျော်လှုပ်ချံခံလိုက်ရတယ်လှုပ်ချံခံလိုက်ရပြီးတော့လှုပ်ချံသူလို့ယူဆတဲ့လူနှစ်ဦးကိုလူငယ်လေးနှစ်ယောက်ကိုဒီဖက်စစ်ဂျမ်ဖက်ဝါဒဖြန့်ရန်နေရနေပြီးတော့ချက်ချင်းဒီပါတိတ်မကြတဲ့ရပိုင်းတော်တွေမှာထုတ်ပြန်လာတယ်သူ CCTV မှာတွေ့ရှိလိုက်တဲ့ဆိုတော့တန်တရားဖြစ်ဖွယ်လူနဲ့သူတို့ဖမ်းဆီးထားတယ်ဆိုတဲ့လူစင်တူရိုးမရှိတရားမှရှိတယ်ကျွန်တော်သေချာအကဲခတ်ကြည့်တာတော့အစ်စ်မဟုတ်နိုင်တော့ဘူးအဲ့ဒီမတိုင်ခင်မှာပဲလီလီနိုင်ကျော်ကိုတတ်ခံရပြီးတဲ့ရက်ပါပဲသူတို့ Telegram channel တွေကနေပြီးတော့တွင်ကြဲတုံ့ပြန်လာတာကမျိုးသားဒီမဘာသာအဖွဲ့တွေကိုထိခိုက်နှောက်ယှက်လာတဲ့တပ်ဖြတ်ဖို့လုပ်ကြံမှုစူးစမ်းလာတဲ့ဒီ PDF အပါဝင်ပေါ့ဗျာသူတို့ဆွဲတာပေါ့ကျွန်တော်တို့ဒီမိုကရေစီတက်ကြွလှုပ်ရှားတဲ့ဝန်ဝန်းအားလုံးကိုသူတို့ရဲ့အဆိုအမျိုးသူတို့ရဲ့တားချင်းမိသားစုတွေပါမကြံသူတို့တပ်ဖြတ်ဖို့တံပြန်တပ်ဖြတ်ဖို့သူတို့တွေးထိုးလှုံ့ဆော်နေတာကျွန်တော်တွေ့ရပါတယ်တွေ့ရပြီးတော့ဒီနေ့လည်းကြည်လိုက်တော့ဟောမမီမီရေးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube ကနေပြီးတော့ကွန်ပျူတာချီကျူပြီးတဲ့ tick လုပ်ပြီးတော့ကျွန်တော်ကွန်ပျူတာမှာစုငွေချီးမြှင့်တာတွေ့လိုက်ရပါတယ်ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ဆိုတော့သူတို့အဲ့ကလေးကတုံ့ပြန်ပြီးတော့ဒီအလုပ်ဖို့ဒီကျွန်တော်တို့တော်လိုင်း UG တွေနဲ့တော်လိုင်းတပ်သားတွေရဲ့မိသားစုတွေသူတို့ရဲ့ဖက်စစ်မင်းအွန်လိုင်းစန့်ကျင်တဲ့တော်လန်သူစုဖွဲ့တွေရဲ့မိသားစုဝင်တွေကိုလုံခြံတက်ဖြတ်ဖို့သူတို့တုံ့ပြန်လှုပ်ဆော်နေတာတွေ့ပါတယ်အတွေ့ပြီးတော့နောက်နေ့လဲကြာတော့ထန်းတဲ့မျိုးတွေမှာရှိတယ်ဒီသူတို့ဖမ်းဆီးထားတဲ့လူငယ်လေးရဲ့မေးနဲ့အမကိုသူတို့ပြူစောဒီအဖွဲ့ကပါပြီးတော့ရဲဆက်ဆက်တတ်လိုက်တယ်တတ်ပြီးတော့ချက်ချင်းပဲသူတို့ကဘာဖြစ်လဲဆိုတော့ကောင်တာပြန်လုပ်တာက PDF အဖွဲ့ကပဲလက်ဦးမှုယူနှုတ်ပြီးတယ်ဆိုတဲ့ပုံစံမျိုးနဲ့မျက်နှာအရှက်ကင်းမဲ့စွာနဲ့သူတို့တံပြန်ဝါဒဖြတ်ကျွန်တော်အဲ့လိုဖြစ်စဉ်အလားတူလေးတွေကိုကျွန်တော်တို့ကသုံးသပ်ပြီးတော့သိရှိနားလေခမန်းအဖြေထုတ်နိုင်ဖို့လိုတယ်။ဘာတွေကိုစပြီးတော့ကျွန်တော်သိရမလဲဆိုရင်ပထမဆုံးကရှမ်းပြည်နယ်ဒီဖဲခုံဘက်မှာဖြစ်ခဲ့တဲ့နော်ဟိုကွက်ဘိုက်ကွာနီထွက်ပြေးလာတယ်ဆိုတော့လူဆိုပြီးတော့သူတို့ပြစ်တက်လိုက်တဲ့အယောက်60ကျော်လေမီးရှို့လိုက်တဲ့ဖြစ်စဉ်တစ်ခုရှိတယ်။နောက်တစ်ခါနန်းနေဖုန်ကြီးကျောင်းထင်ပါတယ်အဲ့ဒီမှာတစ်ခါဖြစ်တဲ့ဖြစ်စဉ်ရှိတယ်ပြီးရင်တစ်ခါဒီထန်းတပင်နဲ့ကြောက်ကြီးကြားကနော်အဲ့ဒီမှာဖြစ်တဲ့မုံမျိုးကြားထဲမှာဖြစ်တဲ့လူ20ရသား20ကျော်ကိုရဲဆက်ဆက်ခိုးတက်ပြိုင်ပြီးရှို့တဲ့ဖြစ်စဉ်တွေရှိတယ်အဲ့ဖြစ်စဉ်တိုင်းကိုကြည့်လိုက်သူတို့ကလောက်တာကဖက်စစ်အကြမ်းဖက်တပ်ကလောက်တယ်သို့တော့သူတို့ဝါရပြ channel တွေကချက်ချင်းတက်လာတဲ့သတင်းကိုကြည့်လိုက်PDF တွေလောက်တယ်ဒီ data ကာကွယ်ရေးတပ်ဖွဲ့တွေကလုပ်တယ်စတဲ့ပုံဖြတ်ပြီးတော့သူတို့ကတခါတည်းလက်ဦးမှုယူပြီးတော့သတင်းဝါဒဖြန့်မှုကြိုးစားတာကိုကျွန်တော်တွေ့ရတယ်။ဒါတွေကိုကြည်ချင်းအားဖြင့်လက်ရှိဖက်စစ်အကြမ်းဖက်စစ်ကောင်စီကိုငကိုကထင်ကြီးအားကိုကြီးနဲ့ထောက်ခံခဲ့ကြတဲ့မျိုးဘာသာသာသနာမဘာသာဖွဲ့ဝင်တွေပေါ့စစ်တပ်ကိုမှီပြီးတော့အကျိုးစီးပွားရှာစားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ထောက်ခံပံ့ပိုးပေးခဲ့ကြတဲ့အငြိမ်းစားစစ်မှုထမ်းတဲ့တာမန်ကြက်ခံရေးဘက်က
တစ်ဖက်အမြင်တစ်ဖက်ပေါ့တိတ်ကောင်းကောင်းမကြားမမြင်ရတဲ့လူတချို့อ่ะပေါ့အခုချိန်မှာလုံးလားလားသူတို့အားထားရာကင်းမဲ့သွားတဲ့အနေအထားကိုရောက်သွားပြီဖြစ်ပါတယ်တစ်ဆက်တည်းမှာဖြစ်လာတဲ့နောက်ဆက်တွဲတွေကဘာလဲဆိုတော့သုံးသက်ချက်တွေလည်းထွက်လာပါတယ်နေပြည်တော်မှာရှိတဲ့ဗိုလ်ချုပ်ကြီးတွေဝင်ကြီးတွေစသဖြင့်သူတို့ရဲ့ထိပ်သီးပိုင်းတစုရဲ့မိသားစုဝင်အားလုံးနီးပါးနော်အတော်များများလို့ကျွန်တော်မသုံးလို့เนาะအားလုံးနီးပါးဟာနိုင်ငံသားတွေကိုထွက်ပြီးတော့အိုးအိမ်ကြီးငှားရမ်းခြင်းဝယ်ယူခြင်းပြုလုပ်ပြီးတော့ရှောင်နေကြပါတယ်မိသားစုတွေကရှောင်နေကြပါတယ်သူတို့ယောက်ျားသားတွေနဲ့အချွေရန်တချို့တော့ပဲနေပြီးတော့ ਨੇ သူတို့ဒီစစ်ဌာနကြီးရုံးဆိုင်တဲ့နေရာမှာရှိပါတယ်သူတို့လည်းတွက်ဆထားပြီးသားပါလက်ရှိမယောင်းလိုင်းကြောင်ချီးသွားနေတဲ့လမ်းစဉ်ကတနေ့မို့တနေ့တော့သူတို့တွေအားလုံးကိုအချိန်မျိုးချိန်မုန်းခံရတဲ့အနေအထားကိုရောက်လာနိုင်တယ်ဆိုတော့တွက်ထားပြီးတော့စီစဉ်ဥစ္စာတွေကိုရွှေ့တင်တာရွှေ့ဗန်တွေကိုရွှေ့တင်တာရွှေ့ပြီးတော့သူမိသားစုတွေကိုနိုင်ငံခြားကိုအကုန်ကြီးပါပို့ထားပါတယ်အဲ့တော့နေပြည်တော်မှာမိသားစုဝင်တွေမရှိသလောက်ဖြစ်တော့အခုလီလီလိုင်းကျော်ကဲ့သို့ဖြစ်စဉ်လည်းဖြစ်လာပြီးတော့မဘာသာအဖွဲ့တွေကသူတို့နေပြည်တော်ကိုလာပြီးတော့ခိုလုံခွင့်လုံခြုံရေးအကောက်အကွယ်ပေးဖို့အားချင်းတောင်းဆိုလာတာတွေ့ရပါတယ်တို့ပေမဲ့အဲ့ဒီမှာကြတော့လေနေပြည်တော်ပုံကူကြီးများကလူရွေးပါတယ်အမာခံလူလောက်ပဲသူတို့ကလက်ခံတယ်တောင်းတန်ကိုသူတို့ကပရပါလောက်ပရင်းနေရလောက်လုပ်ပြီးထောက်ခံပြတဲ့လူမျိုးကိုသူကလက်မခံနိုင်ဘူးလို့ညင်းပါတယ်ညင်းတော့သူတို့ကြားထဲမှာအခုဆိုရင်နောင်တကြီးကြီးရပါကြပါပြီကျွန်တော်ကတော့အမြင်မှန်လာတဲ့ဗီဒီယိုမဆိုကြိုးဆိုတယ်အခုလက်ရှိရေခင်တော့ကြက်ခိုင်မှာပါခဲ့တယ်မျိုးဘာသာသာသနာမှာထင်မှတ်ပြီးတော့ယုံမှတ်ပြီးတော့ပါခဲ့တယ်သို့တော့အခုဖြစ်လာပြီးတဲ့နောက်မိမိတို့ယုံမှတ်ပြီးတော့ကိုးကွယ်ခဲ့တဲ့ဒီဖက်စစ်မင်းအောင်လှိုင်ရဲ့စစ်တပ်ဟာအခုနှစ်ကျော်ကြာပြီးတဲ့အခါမှာဖို့ထွက်ခါမှာတောင်ပုံမှန်သူတို့တည်သွားကြတယ်ဘယ်အရာကိုမှတိုင်းပြည်လည်းမဟုတ်ချုံနိုင်ဘူးသူတို့ပြောတဲ့ဘာသာသာသနာကာကွယ်ဖို့ဆိုတဲ့ခေါင်းစဉ်မပြောနဲ့ဘာမှမလုပ်နိုင်ဘူးဘာလုပ်နိုင်တာတခုရရှိလဲဆိုတော့မင်းအောင်လှိုင်နဲ့သူသားတွေရဲ့စီးပွားရေး empire ပဲချက်ထွင်နိုင်ခဲ့တယ်သူအားကိုးတဲ့ရုရှားရဲ့နောက်ခံပံ့ပိုးမှုနဲ့ထင်းသလိုတစောက်ကန်းစွတ်လုတ်သွားတဲ့အတွက်ကြောင့်သူတို့တပ်ဖွဲ့ဝင်3000ကျော်တည်ပြီးတော့မုံဆိုးမပေါင်း3000ကျော်ဖြစ်ခဲ့တာပဲဖတ်တယ်စီးပွားရေးတွေအကုန်ကျတယ်လူတော်သူတော်လည်းမတိုးနိုင်တော့ဘူးရခင်တော့မှဟုတ်တော်ရှိမဟုတ်တော်ရှိမဘာသာဆိုပြီးတော့စိုင်းပိုလီကန်လန်လေးထိုင်ပြီးလူကြားတွေကိုတွားရဲသေးတယ်အင်ကြီးတွေနောက်ကျောမှာထမင်းဝအောင်စားတာဘာညာနဲ့ဝေရဲသေးတယ်အခုတော့ဘာမှမလုပ်နိုင်တော့ပြည်သူတရားလုံးကလုံးဝအမုန်းတကြီးဖြစ်သွားပြီအဲ့တော့ငါတို့ထောက်ခံခဲ့တဲ့စစ်တပ်ငါတို့ထင်တယ်လို့မျိုးတိုင်းပြည်လည်းအုပ်ချုပ်နိုင်တာမရှိဘူးငါတို့ထင်တယ်လို့ပြည်သူလူထုရဲ့အားကိုးယုံကြည်မှုကိုလည်းတိစောက်လာနိုင်စွာလည်းမရှိဘူးငါတို့ကိုယ်တိုင်တော့ငါတို့ဒီလိုထောက်ခံပြီးတော့လည်းကြောက်အပြင်လူထုကြားတဲ့ကိုတော့မထွက်ရဲရတော့တော့သူတို့ရဲ့မှားရင်းနဲ့မိစ္ဆာလုပ်ရက်တွေရဲ့တဲ့အောင်ငါတို့ခံစားခဲ့ရပြီငါတို့ကပြည်သူဒေသဖြစ်တယ်အခုပြည်သူတရားလုံးဖြစ်လာတဲ့မိပြက်ချင်းကုန်သွင်းတဲ့ချင်းဒီပေါင်းစုံနဲ့အုပ်ချုပ်ရေးရန်ရန်ကနေဖြည်းဖြည်းနဲ့ဆက်လာချင်းတော်ကြနေကင်းသမားဆောင်ဖို့လာဖို့ကိုကမဘာသာဖို့ပါဆိုလည်းမလို့ချင်ဘူးလဲမှာပဲနောက်ဆိုမကြဘူးဖြစ်လာတော့မှာကပါလေလက်ရှိဖက်စစ်တပ်ထဲမှာတသားသစ်မရှိတော့တဲ့အတွက်ကြောင့်ပထမဆုံးတော့သူကစံရင်းနာနာဖောက်မှာပဲထောက်ခံမှုတဲ့ခင်ဗျားတို့မိသားစုဝင်တွေနော်ကြက်ခံရင်းနဲ့မဘာသာမိသားစုဝင်ကအသက်16နှစ် level ရှိတဲ့လူငယ်မိန်းကလေးယောက်ျားလေးသူတို့အရင်ဆုံးဆင့်ခေါ်မှာပဲဘာလို့ဆိုတော့ခင်ဗျားတို့ကိုပဲသူတို့ယုံကြည်တယ်လေတာမန်ပြည်သူတွေကိုတတ်ထဲကိုဝင်ဖို့မင်းအောင်နိုင်ကလုံးဝစဉ်းစားရတော့အားကြောင့်မစဉ်းစားရတော့တာလဲဆိုရင်ဟိုးတလောကကျွန်တော်ရန်ကုန်ကမထွက်ခွာခင်ရန်ကုန်တန်လင်းမြို့နယ်ဘက်မှာဖြစ်သွားခဲ့တဲ့တရင်မှာတသား3ယောက်ကသူ့တရင်မူကြီးရောပါအပေါင်းအရာရှိတွေတထွေးပြပြတ်တက်ပြီးထွက်ပြေးသွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်ဖြစ်ဒါတကယ်ဖြစ်ခဲ့တာဖြစ်တော့ဘာဖြစ်လဲဆိုတော့သူတို့တေချာလိုက်ပြီးတော့စုံစမ်းကြည့်လိုက်တော့အဲ့ဒီတသား3ယောက်က PDF နော် PDF လူငယ်တွေဖြစ်တယ်တေချာတိုင်ပင်ပြီးတော့ရဲဘော်တင်တန်းကိုတက်ရဲဘော်တင်တသားတင်တန်းကိုတက်စစ်တပ်တွေကိုဝင်းလက်နက်တွေပါတေချာလေ့ကျင့်တရင်ကိုအေးစီစီတွားပြီးသူတို့တသားတင်တက်ခဲ့တာအများကြီးနော်အများကြီးကအတူတူကြတဲ့3ယောက်ကိုတေချာဆွဖွဲ့ပြီးတော့သူတို့ကတိုင်ပင်ချိန်သားကြိုက်ပြီးတော့မှအတဲဘူးနဲ့အရာရှိတွေကောင်းကောင်းရှော့ပြီးတနက်ယူလက်သွားအဲ့ပြစ်စင်ကိုတီးပြီးတဲ့နောက်မင်းအောင်လှိုင်မှုအစုကတာမန်ပြည်သူတွေကိုစစ်တပ်တွေကိုစင့်ခေါ်ဖို့သူတို့လုံရဲတော့ဘာလို့ဆိုတော့လူငယ်တွေကနတ်ပါနတ်သွားခေါ်လေဝေးမယ်လားဝေးမယ်မင်းတို့လက်နက်ယူတက်ထဲဖို့ easy တက်ကင်းချပြီးတဲ့အချိန်ကျမှအကုန်လုံးလို့လက်နက်တက်တွေမိုင်းပါညာအကုန်ထောင်မြတိုင်းမှုတွေရရှိတွေတူအိုင်စီပြစ်တက်ပြန်သူတို့ထွက်အဲ့လိုဒီလောက်လာတော့သူတို့ကြောက်တော့တသားတစ်ကလည်းထပ်စုကိုလိုတော့ဘာဖြစ်မလဲအဲ့မဘာသားနဲ့ကြန့်ခိုင်ကြီးတွေကတာသမီတွေကိုမကြခင်မှာအတင်းအဓမ္မ6ရီခေါ်ပါလိမ့်မယ်။တေးကြတာတော့အခုတဖြုံဖြုံတီတဖြည်းဖြည်းသုံးဖြစ်နေတဲ့
ရှေ့တန်းစစ်မျက်နှာတွေမှာတေလုံးအကြီးကိုတိုင်မှုအဆင့်နေတော့မှအခု